လောက်မင်္ဂလာပါ Magic County Technical Sport မှာကြိုဆိုပါရစေကျွန်မနေဝေဆိုပါခုရှင်းပြပေးခြင်းတဲ့သင်ခန်းစာအကြောင်းအရာလေးကတော့ Microsoft Word document တွေကို saving နဲ့ sharing လုပ်တဲ့အပိုင်းလေးကိုပြောပြပေးခြင်းပါတယ်ဒါကြောင့် Microsoft Word document ကိုဖွင့်လိုက်ပါမယ်ဒါဆိုလို့ရှိရင်အခုဒီမှာပေါ့ကျွန်မဒီ file လေးကိုဒီမှာ save မယ် save တဲ့အခါမှာဒီ save command လေးတွေရှိတဲ့နေရာလေးကိုပြောပြပေးပါမယ်ပထမအဆုံးဒီ file တဲ့ save ပါဒီနေရာကလည်း save လို့ရပါတယ် file တဲ့ save အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းအခုဒီ title bar ရဲ့ညာဘက်မှာ close button လေးရှိပါတယ်ဒီ close button လေးကနေပြီးတော့လည်း save လို့ရပါတယ်အဲ့လိုမှမဟုတ်ရင်လည်းအခုဒီမှာ quick access toolbar ထဲမှာ save ဆိုတဲ့ command တွေရှိပါတယ်ဒီကနေပြီးတော့လည်း save လို့ရပါတယ်အဲ့တော့ကိုစိတ်ကြိုက်နေရာက save လို့ရပါတယ်အခုတော့ကျွန်မ file တဲ့ save ထဲကနေပြီးတော့တွားပြီး save ပါမယ်အဲ့တော့ကိုက save တဲ့အခါမှာကို save လိုက်တယ်ဥပမာ sharing လုပ်မှာဆိုလို့ရှိရင်ကိုမှ Microsoft ရဲ့ဒီ account ဖွင့်ထားဖို့လိုပါတယ်ဒါမှသာကိုက sharing လုပ်တဲ့အခါမှာအဆင်ပြေမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် save တဲကိုသွားမယ် save ကနေပြီးတော့ကျမတို့က OneDrive personal ဆိုတာ Microsoft account ဖွင့်ထားရင်သူရဲ့ဒီ OneDrive personal ဆိုတဲ့ဒီမှာဆိုလို့ရှိရင်သူက save ဖို့အတွက်တည်တံ့ပေးထားပါတယ်အဲ့တော့ကိုကအဲ့ဒီ account မဖွင့်လို့ဆိုလို့ရှိရင်ကိုရဲ့ PC တွေကဒီ browse တွေမှာ save ရမှာပဲဖြစ်ပါတယ်ခုကျကျွန်မက OneDrive personal တွေကိုဝင်ပြီးတော့ save မယ် save ပြီးသွားရင်အခုဆိုရင် OneDrive ထဲကိုရောက်သွားတာနဲ့ကျွန်မရဲ့ account ဒီမှာပေါ့ save ထားတဲ့အခု folder လေးတွေ့မယ်ဒီပေါ်မှာ label ကလေးပေးလိုက်ပါဒါဆိုလို့ရှိရင်အခုလိုမျိုးပွင့်လာမှာပဲဖြစ်ပါတယ်အဲ့လိုပွင့်လာပြီဆိုလို့ရှိရင်ကျွန်မက file name ကိုတော့ file name ကိုပြောင်းလိုက်မယ် CV ဆိုပြီးတော့ပြောင်းလိုက်ပါမယ်ကျွန်မနာမည်နဲ့ပဲစီးလိုက်မယ်ဝေဆိုတဲ့နာမည်နဲ့ file name ကိုပေးလိုက်ပါမယ် CF style CF style မှာကျတော့အခုလို download လေးကိုနှိပ်လိုက်ပါ CF style မှာအခုတန်းချက်ချင်းကြာလာတဲ့ type ပုံစံဒီ Word document မှာနောက်တစ်ခုကကျတော့ Word Micro Enable document မှာ Word 99003 document မှာ Word template ပြီးလို့ရှိရင်99003 template ရှိပါတယ် PDF ရှိပါတယ်ကျန်တာတွေကတော့ဒီမှာလည်းအများကြီးတွေ့မြင်ရတဲ့အတိုင်း type တွေကတော့အများကြီးပါအဲ့ထဲမှာကျွန်မပြောချင်တာက Word document အနေနဲ့ save မယ်ဆိုလို့ရှိရင်တော့သူရဲ့ Microsoft version ရွေးပါတယ်ဥပမာ2016မှာတင်ခဲ့တဲ့ file တွေကို2009မှာပြန်ဖွင့်ဖို့အတွက်အခက်အခဲရှိပါတယ်တကယ်လို့ဒါကိုက99003 document အနေနဲ့သိမ်းမယ်ဆိုလို့ရှိရင်တော့ version မြင့်တာဒီမှာသိမ်းခဲ့ပဲဒီပဲဖြစ်စေ version နှိပ်နာမှာပဲသိမ်းခဲ့သည်ဖြစ်စေ version မရွေးပါဘူးဖွင့်လို့ရပါတယ်နောက်တစ်ခုကကျတော့ PDF အနေနဲ့သိမ်းမယ်ဆိုလို့ရှိရင်တော့သူကဓာတ်ပုံလိုအသေးဖြစ်သွားတဲ့အတွက်edit လုပ်ဖို့နည်းနည်းခဲရင်းပဲပေါ့ဒါကြောင့်မို့လို့ version မရွေးဘူးဖွင့်လို့ရတဲ့ Word 99003 document အနေနဲ့ပဲ save ပါမယ်ဒါဆိုရင်အခုဒီမှာ save ဖို့ရွေးပြီးသွားပြီဆိုလို့ရှိရင်အခု save ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်တာနဲ့အခုဒီမှာဆိုရင်ကျမရဲ့ personal OneDrive ထဲမှာဆိုလို့ရှိရင် save ပြီးသွားပါပြီကိုက sharing လုပ်တော့မယ်ဆိုလို့ရှိရင်လည်း file တဲ့မှာ share ဆိုတဲ့နေရာလေးရှိပါတယ်အဲ့လိုမှမသွားချင်ဘူးဆိုလို့ရှိရင်လည်းအခုဒီနေရာလေးမှာပေါ့ဒီ document Word document လို့ဖွင့်ထားတဲ့အခု ribbon ရဲ့အပေါ်မှာအခု share ဆိုတဲ့ဒီနေရာလေးရှိပါတယ်ဒီနေရာလေးကနေလည်းသွားလို့ရပါတယ်အခုတော့ကျွန်မက file နဲ့ကနေပဲသွားမယ်ပြီးရင် share ဆိုတာလေးကိုရွေးလိုက်မယ်share with people တဲ့နော်ဘယ်သူကို share မှာလဲပေါ့ဒါဘယ်သူကို share မှာလဲပြီးလို့ရှိရင်အဲ့ဒီ share email အနေနဲ့ share ရင်လည်းရပါတယ်အဲ့တော့ share with people ဆိုတာကိုအခုလိုဖွင့်လိုက်မယ် share with people ဆိုလို့ရှိရင်အခု invite people ဆိုတဲ့နေရာမှာအခုကျမရဲ့ share မဲ့သူရဲ့ email လိပ်စာထည့်ပေးရမှာပဲဖြစ်ပါတယ်တကယ်လို့ဒါကိုကဒီ share with invite people ဆိုတဲ့နေရာမှာ share မယ်ဆိုရင်သူဒီ link အနေနဲ့ share မှာပဲဖြစ်ပါတယ်အဲ့တော့ link အနေနဲ့ share ချင်တယ်ဆိုလို့ရှိရင်တော့တဲ့ file တဲ့ share ကိုသွားမယ် share with people တွေကနေပြီးတော့ share ပေးရမယ်အဲ့ share with people တွေက share မယ်ဆိုရင်သူဒီ link အနေနဲ့ share တာပဲဖြစ်ပါတယ်နောက်တစ်ခုကိုကအဲ့လိုမဟုတ်ဘူး email နဲ့ share ချင်တယ်ဆို file တဲ့ share ကိုသွားပါမယ် email ဆိုတာကိုရွေးပေးပါမယ်
အဲ့လို email ဆိုတာကိုရွေးပေးလိုက်ရင်သူဒီ send as attachment email အနေနဲ့ share မှာလားတဲ့ဒါမှမဟုတ်လို့ရှိရင်လည်းသူဒီနောက်တစ်ခု send a link ခုနကတော့ file လေးကို link အနေနဲ့လည်း share မှာလားတဲ့အဲ့တော့ email ထဲမှာဆိုလို့ရှိရင်တော့စုံပါတယ် link အနေနဲ့လည်း share လို့ရတယ်ပြီးတော့နောက်တစ်ခုက PDF အနေနဲ့ share မှာလားတဲ့နောက်တစ်ခုက XPS ဆိုတဲ့အနေနဲ့ share မှာလားဒါမှမဟုတ်ရင် internet နဲ့ချိတ်ဆက်ပြီးတော့ပဲ Facebook ပြီးတော့ share မှာလားလို့ပြောတာပါအဲ့တော့ email ထဲမှာဆိုလို့ရှိရင်ကို share ချင်တဲ့ပုံစံကိုရွေးပြီးတော့အခုလို share လို့ရပါတယ် share with people ဆိုလို့ရှိရင်တော့ကိုက link အနေနဲ့တစ်ခုအနေနဲ့ပဲ share လို့ရမှာပဲဖြစ်ပါတယ်နော်ကို share ချင်တဲ့ပုံစံအနေနဲ့ share ပါ file tab ကို share share with ဟိုကကျွန်မက email နဲ့ share မယ်email ထဲကိုတွားလိုက်မယ်တွားပြီးလို့ရှိရင်ကျွန်မ email နဲ့ share မှာဖြစ်တဲ့အတွက် send as attachment ဆိုပြီးတော့ယူလိုက်ပါမယ်ယူပြီးတော့အခုလိုမျိုးပွင့်လာပါပြီ true ဆိုတဲ့နေရာမှာကို share မဲ့သူရဲ့ email လိပ်စာကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ပြီးသွားရင်ဒီမှာဆိုလို့ရှိရင်တော့ကို share မဲ့ကိုရဲ့ attach file လေးဒီအခုလိုမျိုးရောက်နေတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်အဲ့ share ဆိုတဲ့ attach file လေးရဲ့အောက်မှာအခုဆိုရင်ဒီနေရာလေးပေါ့4000ပေါင်လေးခတ်ထားတဲ့နေရာလေးမှာအဲ့ဒါကတော့ကိုရေးချင်တဲ့စာကိုရေးရမှာပဲဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ set ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ကိုရဲ့ file ဒီနှင်းဝေဆို .doc ဆိုတဲ့ file လေးဒီနာတော့ကကို share လိုက်တဲ့သူရဲ့ email တွေကိုရောက်သွားမှာပဲဖြစ်ပါတယ်တကယ်လို့ဒါကိုက attach တွဲထားတဲ့ဒီ file တစ်ခုတည်းမဟုတ်ဘူးကိုကဓာတ်ပုံမှာထပ်ပြီးတော့ attach တွဲချင်တယ်ဆိုရင်လည်းထပ်တွဲလို့ရပါတယ်အဲ့တော့ဒီ include ဆိုတဲ့ group တွေက attach file ဆိုတဲ့နေရာလေးကိုဖွင့်လိုက်ပါဖွင့်ပြီးသွားရင်ကိုထည့်ချင်တဲ့ဓာတ်ပုံလေးကိုအခုလို select မှတ်ပြီးထည့်လိုက်ပါဒါဆိုရင်လည်းဒီဓာတ်ပုံလေးလည်းရောက်သွားမှာပဲဖြစ်ပါတယ်မလိုချင်တော့လို့ပြန်ဖြုတ်ချင်တယ်ဆိုရင် down arrow လေးကိုနှိပ် remove attachment ဆိုတာလေးကိုဖယ်လိုက်ပါဒါဆိုရင်တော့ပြန်ပြုတ်သွားမှာပဲဖြစ်ပါတယ်ဒါကတော့ email အနေနဲ့ share တာကိုပြောပြပေးတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ file share ထဲမှာ email မှာ send and link အနေနဲ့ share မှာပဲဖြစ်ပါတယ် link အနေနဲ့ share မယ်ဆိုရင် send and link ဆိုတဲ့ထဲကိုသွားပါမယ် link အနေနဲ့သွားပါမယ်ဒါဆိုလို့ရှိရင်အခုနောက်တော့ကကျမတို့ရဲ့ ningweso.doc ဆိုတဲ့ file လေးရဲ့အခုလိုမျိုး link လေးကြာလာမှာပဲဖြစ်ပါတယ်အဲ့ဒီ link လေးဒီအခုကိုကဒီ to ဆိုတဲ့နေရာမှာခုနအတိုင်းပါပဲကျမတို့ပေးပို့ရမယ့်သူရဲ့ email လိပ်စာထည့်ပါမယ်ပြီးသွားရင်ဒီ subject နေရာမှာ ningweso.doc ဆိုတဲ့ file name လေးပေါ်ပါမယ်အဲ့ဒီ file name လေးရဲ့ link ဒီအခုဒီမှာအောက်က4000 box ထဲမှာအခု link လေးပေါ်နေမှာပဲဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ set ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ကိုပေးပို့ခြင်းနဲ့ email လိပ်စာအတိုင်းဒီ file လေးကိုရောက်သွားမှာပဲဖြစ်ပါတယ်ဒါဘာကြောင့်ဒီလိုမျိုးပေါ်နေရလဲဆိုရင်ဒီမှာထူးဆွဲနေမှာကျွန်မ email ရိုက်ထည့်မထားခဲ့လို့ပဲဖြစ်ပါတယ်အဲ့တော့အခုဒီနည်းနဲ့ link အနေနဲ့လည်းပို့လို့ရတယ်လို့ email လိပ်စာနဲ့ကို attach file တွဲပြီးပို့လို့လည်းရပါတယ်အဲ့တော့အခု Word document တွေကိုအခု saving လုပ်တဲ့အပိုင်းနဲ့ sharing လုပ်တဲ့အပိုင်းကိုရှင်းပြပေးတာပဲဖြစ်ပါတယ်အခုလိုကျွန်မရဲ့သင်ခန်းစာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်